စပင်အစိမ်းရောင်နဲ့တောသားလေးဆိုတော့ကတနေ့မှဓာတိုင်းတင်တန်းကြောင်တစ်ခုစီကိုသွားခဲ့ပြီးဒီတင်တန်းမှာအစွမ်းထက်သုံးသူနဲ့ချဖို့စိန်ခေါ်ခဲ့ပါတယ်။သူသာနိုင်ဒီတင်တန်းကြောင်ကိုပိုင်မှာဖြစ်ပြီးရှုံးခဲ့ရင်တော့တပည့်ခံမယ်လို့ပြောတဲ့အတွက်တင်တန်းပိုက်ရှင်လည်းသူ့ရဲ့သမီးကွီးနာနဲ့ချခိုင်းလိုက်ပါတယ်။ကွီးနာကမိန်းကလေးဆိုပေမဲ့ဒီတင်တန်းကြောင်ကလူကြီးတွေထက်တောင်အစွမ်းထက်တဲ့အကြောင်းပြောတဲ့အတွက်ဇိုရိုလည်းအောက်အင်းလက်ခံလိုက်ရပြီးသူ့ရဲ့အကျင့်တိုင်းတေတာသားတွေအများကြီးကိုကင်ဆောင်လိုက်ပါတယ်။ဒီအရွယ်မှာတေတာသားကိုပထမဆုံးကင်မှုတဲ့ဆိုလိုကဓာနှချောင်းတိုင်းမှာပါရမီပါလာတဲ့အတွက်ကိုဟန်အနေထားကစနစ်ကျပေမဲ့ဓာဘလောက်များများတစ်ချောင်းနဲ့ကင်ထားတဲ့ကွီးနာကိုတော့မရှင်နိုင်ပဲမရှုမလားရှုံးသွားခဲ့ပါတယ်။ဓာတစ်ချောင်းတော့ကောင်းကောင်းမကင်တဲ့သေးတဲ့သူ့အတွက်ဓာနှချောင်းသုံးဖို့ဆိုတာကမိုင်မဲလို့ရကြပေမဲ့ဇိုရိုကတော့သူ့ကတိအတိုင်းတင်တန်းကျောင်းမှာတပည့်အဖြစ်ဆက်နေလိုက်ပြီးဓာသုံးချောင်းအသုံးပြုနိုင်မှုလေ့ကျင့်ခဲ့ပါတယ်။ကွီးနာကိုလည်းသူထက်ကလေ့ကျင့်ပြီးတဲ့အချိန်ကျရင်ရအောင်ရေးမယ်လို့ပြောထားရကြောင်းသူများရဲ့ထက်ပိုကြိုးစားပိုလေ့ကျင့်ပိုအပင်ပန်းခန့်ပြီးရဲ့နောက်မှာတော့တင်တန်းကျောင်းကတချို့လူကြီးတွေတောင်ဇိုရိုကိုမရှင်နိုင်တဲ့အထိတမ်းမာလာခဲ့ပါတယ်။ဒါပေမဲ့လည်းအမြဲတမ်းသူအနိုင်လိုချင်ခဲ့တဲ့ကွီးနာကိုတော့ပွဲပေါင်း2000ရှင်ပြိုင်ခဲ့တဲ့နေရာမှာတပွဲမှမနိုင်ခဲ့တာကြောင့်တင်တန်းဆရာကသူ့သမီးကိုနောက်ကွယ်မှာတခြားသူတွေထက်ပိုတင်ပေးနေရများလားလို့ထင်လာကြပါတယ်။ဇိုရိုကလက်ရှိအချိန်တင်တန်းကျောင်းမှာအတော်ဆုံးကျောင်းသားဆိုတဲ့နေရာအထိအစွမ်းထက်လာခဲ့ပေမဲ့ကွီးနာကလည်းအချိန်တိုင်းလေ့ကျင့်နေရဖြစ်လို့ဇိုရိုနီးသူပိုပြီးတမ်းမာလာတာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးတွေဟာဓာသမားတယောက်ဖြစ်ရပ်တည်ဖို့မလွယ်မှန်းတင်တန်းဆရာကသိနေခဲ့ပြီးအဲဒါကြောင့်ပဲတနေ့မှာသူ့သမီးကိုဒီဓာတိုင်းတင်တန်းကြောင့်အမွေပေးခဲ့လို့မရတဲ့အကြောင်းပြောနေတဲ့အတန်ကိုကွီးနာကကြားသွားခဲ့ပါတယ်။ကွီးနာကကမ္ဘာအတော်ဆုံးဓာသမားဖြစ်လာစေရမယ်လို့ဆုံးဖြတ်ထားပေမဲ့သူ့အဖေကတော့မိန်းကလေးတယောက်ဖြစ်နေတဲ့၍အဲ့ဒီအိမ်မဟာမပြေဝလာနိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ချိန်ဇိုရိုကလည်းရောက်လာခဲ့ပြီးသူ့ရဲ့နောက်ဆုံးစိန်ခေါ်မှု2000တပွဲမြောက်မှာဓာအစ်စ်ကိုတုံးပြီးချခြင်းတဲ့အကြောင်းကန်လန်းတဲ့အတွက်ကွီးနာကလည်းသူ့ရဲ့ကိုယ်ပိုင်ဓာဝါဒိုအီချီမွန်းကြီးကိုတွားယူခဲ့ပါတယ်။ပြီးရင်နောက်နှစ်ယောက်သားအပြင်းထန်တက်ခိုက်ကြတဲ့အချိန်မှာတော့ဇိုရိုကအရင်ထက်အများကြီးတမလာတယ်ဆိုတာသိတာပေမဲ့ဓာအစ်စ်နှစ်ချောင်းကိုကန်ရတာကသူ့အရွယ်ကောင်လေးတယောက်ဖို့လေးလုံးနေတဲ့အတွက်လုံလောက်တဲ့ကြက်ခိုင်မှုမရှိသေးတဲ့ဇိုရိုကကွီးနာကို2000တပွဲမြောက်မှာလည်းထပ်ပြီးရှုံးနေခဲ့ပါတယ်။ဒါပေမဲ့ငိုနေရမယ့်သူကဇိုရိုမဟုတ်ပဲမိန်းကလေးတွေဆိုတာအရွယ်ရောက်လာလေယောက်ျားလေးတွေထပ်ပိုပြီးအားနည်းလာလေဖြစ်လို့တိတ်မကြခင်ပဲဇိုရိုတောင်သူ့ကိုအနိုင်ရလာတော့မှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။သူတို့နှစ်ယောက်လုံးကကမ္ဘာအတော်ဆုံးဓာသမားဖြစ်ချင်ကြပေမဲ့ကန်တရားကယောက်ျားလေးဖြစ်တဲ့ဇိုရိုဘက်မှာရှိနေရဲ့ပြီးသူ့အရွယ်ရောက်လာတဲ့ညသူ့ရဲ့ရှင်သားတွေကလည်းဖွံ့ဖြိုးလာပြီးဖြစ်တဲ့အတွက်ယောက်ျားလေးတယောက်သာဖြစ်ချင်တဲ့အကြောင်းကွီးနာကရင်ဖွင့်ခဲ့ပါတယ်။ဒါပေမဲ့ယောက်ျားမင်းများဆိုပြီးဂျန်နာမခွဲကြတဲ့ဇိုရိုကတော့သူ့ကိုခဏအနိုင်ယူပြီးမှဒီစကားပြောတာဟာမမိုက်တဲ့အကြောင်းနဲ့သူ့ရဲ့ခက်ခဲစူးစမ်းမှုကြောင့်တနေ့ကွီးနာကိုအနိုင်ရတဲ့အချိန်ကျရင်မိန်းကလေးဖြစ်နေရကြောင်းဆိုတဲ့စကားကသူ့ရဲ့စူးစမ်းမှုကိုစော်ကားလို့ဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲအကြောင်းဒီကိစ္စကိုထပ်မတွေးပဲတနေ့ကျရင်သူတို့နှစ်ယောက်ထဲကတယောက်ဟာကမ္ဘာအတော်ဆုံးဓာသမားဖြစ်လာရမယ့်အကြောင်းနဲ့အဲ့လိုဖြစ်လာဖို့လေသူတို့တွေတရားမျှတရှင်မြန်ကြဖို့ဇိုရိုကပြောတဲ့အတွက်ကွီးနာလည်းလက်ခံလိုက်ရပါတယ်။အဲ့နောက်ပိုင်းကွီးနာကမိန်းကလေးဖြစ်နေရကြောင်းအတော်ဆုံးဓာသမားမဖြစ်နိုင်ဘူးဆိုတဲ့အချက်ဟာမှားနေတဲ့အကြောင်းတက်ပြဖို့အတွက်တနေ့တခြားပိုတမ်းမာလာခဲ့ပြီးဇိုရိုကလည်းနေတိုင်းစူးစမ်းပန်းသားလေ့ကျင့်နေပေမဲ့တနေ့မှာတော့ကွီးနာဆုံးပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။တူလောင်ယုံတွေကဓာသွေးကြောက်ကိုတွားယူပြီးအပြန်လမ်းမှာလှေကားဘောကချီချော်ကြလို့တေဆုံးခဲ့ရတာဖြစ်ပြီးကွီးနာမရှိတော့တဲ့နောက်ပိုင်းမှာတော့ဇိုရိုကသူ့ရဲ့လေ့ကျင့်မှုကိုတစ်စက်ကလေးမှမရက်ခဲ့ပဲသူတို့ထားခဲ့တဲ့ဂရီအတွက်ပိုပြီးတတ်မအောင်လေ့ကျင့်လာရင်းနဲ့ကွီးနာကလည်းသူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ထင်လာခဲ့ပါတယ်။ကွီးနာကဓာတိုင်းကိုငငယ်တဲ့ကလေ့ကျင့်ခဲ့တာဖြစ်လို့တင်တန်းကျောင်းမှာအတော်ဆုံးဖြစ်လာတဲ့အချိန်သူ့ကိုယ်သူအထင်ကြီးခဲ့ပေမဲ့ဇိုရိုပေါ်လာပြီးတဲ့နောက်ပိုင်းကျမှယောက်ျားလေးတယောက်ကိုမရှုံးချင်တဲ့စိတ်နဲ့အပြင်းထန်ဆက်လက်လေ့ကျင့်ခဲ့တာဖြစ်ပြီးမိန်းကလေးတွေကကမ္ဘာအတော်ဆုံးဓာသမားမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုကြော်လွှားနိုင်မဲ့အခြေအနေထိရောက်တက်လန်းတွေမြင်ခဲ့ရတဲ့အချိန်ကျမှအခုလိုအဆုံးသတ်သွားခဲ့တဲ့အတွက်သူ့အဖေကိုယ်တိုင်လည်းယူကြုံမရဖြစ်နေခဲ့